သုံးပါတော့ကမယ်လေပြောတဲ့ခလေးကိုကြီးပြောနှစ်ပါးအဲ့နှစ်ပါးဘလို့နှစ်ပါးတော့သုံးပါသွားတယ်မဟုတ်မင်းလည်းဆို3ပါးဖြစ်ပါလေဟုတ်တယ်လေပြောတာနေလားမဒိတ်မြေလုံးခေါင်းမခမန်းတွေ့ပြီးပဲဒီနေ့ကပေးမနေ့ကတက်ကန်ကရှင်းအောင်မယ်နေပြောနေမျိုးဘာသာတော့ခက်စီတူတန်နဲ့အော်မှာဟုတ်တယ်ဟောဒီအရက်နဲ့ဒီအရက်ကိုတွန်းကမှာဖျားစဉ်းစားလို့မရဘူးဒါကြောင့်လက်ကြောဟိုကနှိုက်ကြတယ်မဲ့လက်လွန်နေပြီလက်ကြောကျွန်တော်ညီလေးဆွချပေးလိုက်ပါသူကအိမ်မှာဖေးအိုကြီးကိုလှုပ်ကျွေးနေရတာတကယ်လေးပါလေးပါနဲ့သားလေးဟာတာမင်းသားလေးချီတလုံးတော့โอเคရကလေးကနော်ဟေးအော်ဒီဓမ္မလေးလာပါဓမ္မရဲလာဓမ္မရဲလာပါဒါမျိုးကကြည့်ရခဲ့တယ်ဟုတ်တယ်ဟိုတော့ပါနေလာပါဟုတ်တယ်မမေမမေဘာပြောလို့တော့အမေတို့ဘာပြောလို့တော့တော့ရရင်ဖုန်းပေးချင်တယ်လို့ဟုတ်လားတင်ချမေးပါဦးဟောဘယ်မှာကြံခဲ့တာတော့ဘယ်မှာကြံခဲ့တာတော့မြောင်းမြမှာကြံခဲ့တာအော်ပြန်ယူလိုက်လေပြန်ယူလိုက်ရရင်ပြီးတယ်စပ်ပေးမယ်ဟုတ်ပြီ